ဒါမျိုးသာစားရမယ်ဆိုလို့ရှိရင်လေဝိတ်ကို10 ကပြန်လောက်ကိုချပစ်လိုက်အောင်ပါဆိုတဲ့သူလေးတွေအခုစားချလို့ရပြီနော်ဒီလိုဇလုံးထမင်းကြီးတစ်ပွဲလုံးကိုမှကယ်လိုရီ950ပဲပါတယ်ဆိုတာယုံကြလားဟင်းနဲ့တင်နဲ့လေဘလို့လို့ကယ်လိုရီ950ကမှလဲလို့တွေးနေကြတယ်ဟုတ်မယုံတည်ုံဖြစ်နေမှာဆိုလို့ရှင်တို့အတွက်ကယ်လိုရီတိတိကျကျကပ်ရှင်မှာတွက်ပြပေးထားတယ်တွားကြည့်လိုက်ကြအောင်နော်ကဲကြက်ဥဟင်းနဲ့ချက်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေကြည့်လိုက်ကြရအောင်ကြက်သွန်နီကိုတော့100 g ကိုပပလေးလေးထားလိုက်ပါတယ်စီကိုတော့ထမင်းစားစွန်းတစ်စုံပဲကွက်တီသုံးရမယ်နော်ပို့သုံးလို့မရဘူးနော်စီထမင်းစားစွန်းတစ်စုံထည့်ပြီးသွားလို့ရှိရင်စီပူအောင်ခဏထားပါမယ်စီမပူဘဲနဲ့ကြက်သွန်နီတွေသွားထည့်လိုက်လို့ရှိရင်ခွမ်းသွားနိုင်ပါတယ်နော်စနီတို့ကလေကြက်သွန်ကြော်ဖို့စီလေးနည်းနည်းလေးသုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့စီပူလာမှကြက်သွန်နီကိုထည့်ပါဒါမှကြက်သွန်နီလေးကပို့ပြီးတော့ကြက်စီမှာပေါ့နော်မဟုတ်လို့ရှိရင်စီနဲ့ကြက်သွန်နီနဲ့ရောပြီးပြောစီစီနဲ့ကြက်သွန်နီကမကြက်တော့ဘူးပေါ့နော်စီနည်းနည်းလေးသုံးထားတာဖြစ်လို့လက်တော်နဲ့အပင်ပန်းခံရပါတယ်စီလေးတွေကြက်သွန်နီတွေကိုနှက်ဆက်သွားအောင်လို့ခုလိုမျိုးလေးစိတ်ရှိလက်ရှိလေးတော့မှုပေးနေရမယ်ပေါ့နော်ပြီးရင်တော့ကြက်သွန်နီစိမ့်နံလေးတွေပျောက်ပြီးတော့ကြက်သွန်လေးတွေလိမ်သွားအောင်လို့ခဏတည်ထားလိုက်ပါမယ်ကြက်သွန်နီလေးချက်နေတော့မှကြက်ဥလေးပြုတ်ပါမယ်ပေါ့နော်ရှင်ဒီပပတ်စုမှာစားလေးနည်းနည်းထည့်ပြီးပြုတ်လိုက်တဲ့ကြက်ဥလေးကပို့ပြီးတော့ထုတ်လေးနဲ့အခွန်ခွာလဲလွယ်စီမှာပါနော်စနီကတော့10 မိနစ်လောက်ပဲပြုတ်လိုက်ပါတယ်အနှစ်တအားကြီးကြက်အောင်မစားတတ်တဲ့အတွက်ကြောင့်ပါ15 မိနစ်လောက်ပြုတ်ရင်တော့ပိုကောင်းပါတယ်ကြက်ဥအနှစ်နဲ့ကြက်ဥသားလေးတွေကကပ်ပြီးတော့ထုတ်လေးဖြစ်နေမှာပေါ့နော်ဒါကတော့မိမိစိတ်ကြိုက်ပါနော်ကြက်သွန်နီလေးနွမ်းလာပြီဆိုလို့ရှိရင်ကြက်သွန်ဖြူလေးထည့်ပြီးတော့ထပ်နွမ်းပါမယ်ကြက်သွန်ဖြူလေးထည့်ပြီးတာနဲ့အစောကကြက်သွန်နီလေးလိုပဲကြက်သွန်ဖြူလေးစိမ့်နှံလေးပျောက်သွားအောင်လို့တော့လက်လေးအားဆိုင်ပြီးတေချာလေးမှုပေးရမယ်နော်စနီတို့ကလေစီအားကိုစိုက်ထတာမဟုတ်တဲ့အတွက်လက်အားတော့တော်တော်စိုက်ရပါတယ်ဒီဟင်းလေးချက်ဖို့အတွက်ဆိုရင်လေကြက်သွန်ဖြူစိမ့်နှံလေးတွေလည်းပျောက်ပြီးဆိုလို့ရှိရင်တော့ဟင်းနဲ့အယောင်လေးလာဖို့အတွက်စနွေးမုံနဲ့ငရုတ်သီးစိမ့်မုံလေးတွေစထည့်ပါမယ်ဟင်းနဲ့အယောင်ရဲရဲလေးရချင်တာမို့လို့စနွေးမုံလေးကိုပပလေးထည့်ပြီးတော့ငရုတ်သီးမုံလေးကိုပဲပို့ပြီးထည့်ပါမယ်နော်စနီတို့အိမ်မှာလေငရုတ်သီးအစိမ့်မုံဆိုလို့ရှိရင်ကိုနေလန်းအချောက်ခံပြီးတော့မှအမုံကျိတ်ပြီးသုံးတာပေါ့နော်အပြင်မှာရောင်းတဲ့အယောင်တင်မုံတွေငရုတ်သီးမုံတွေကိုစနီတို့အိမ်ကမတုံးရဲပါဘူးဘာလို့ဆိုတော့စိုးစေးတွေနဲ့မှုတွေပါလာမှကြောက်လို့ပါရှင်ငရုတ်သီးမုံစစ်မဟုတ်ပဲနဲ့ဖွဲနူးမုံတွေပါရောပြီးပါလာမယ်ဆိုလို့ရှိရင်ကျမကြီးတို့အများကြီးထိခိုက်နိုင်တယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့အင်ရှင်မတွေအားလုံးကိုလည်းငရုတ်သီးမုံစစ်လေးတွေကိုပဲရွေးသုံးကြဖို့အကြံဉာဏ်ပြုပါတယ်ငရုတ်သီးမုံနဲ့စနွေးမုံထည့်ပြီးသွားလို့ရှိရင်တော့စိမ့်နယ်လေးပျောက်သွားအောင်ခဏထားပေးရပါမယ်တန်းမမွေရပါဘူးနော်တအောင်လောက်နေတော့မှအခုလိုမျိုးလေးအနစ်လေးလိမ်သွားအောင်လို့မှုပေးရပါမယ်ဒါမှစိမ့်နယ်နေမထွက်တော့ဘဲနဲ့အနံ့မွေးလေးရစီမှာပေါ့နော်ပြီးရင်တော့အရသာအတွက်စားလေးထမင်းစားစုံတစ်စုံထည့်လိုက်ပါသေးရဲ့စနီးကစားထည့်တာလေးကိုထည့်ရိုက်ဖို့အတွက်မိသွားလို့ပါနော်ကြက်သွန်ဖက်လေးတွေကြီးညက်ပြီးတော့အနစ်လိမ်သွားဖို့အတွက်ဆိုရင်ရေလေးနည်းနည်းလေးထည့်ပြီးတော့ခဏတည်ပေးထားရပါတယ်ဒါမှကြက်သွန်ဒီဖက်လေးတွေကနူးအိပြီးတော့ခြေရလွယ်စီမှာပေါ့နော်ကြက်သွန်ဒီအဖက်ကလေးတွေကြည်သွားတော့မှလည်းအနစ်လိမ်လေးတစ်ခွက်ရမှာပါအနစ်ကလေးချက်ထားနေတော့မှပဲတွဲစားဖို့အတွက်အတိုးမြုပ်လေးတွေပြင်ဆင်ပါမယ်စနီကတော့ရေခဲတက်တာထဲမှာတွေ့တဲ့တခွားသီးနဲ့ကော်ပီတုပ်ကိုပဲအတိုးမြုပ်အနေနဲ့သုံးလိုက်တယ်ပေါ့နော်ပင်စိမ်းလေးတွေကတော့အိမ်မှာစိုက်ထားတာဖြစ်လို့လက်ဆက်ဆက်ခူးပြီးတော့အသုံးပြုလိုက်ပါတယ်အစောကပြုတ်ထားတဲ့ကြက်ဥလေးတွေကိုလည်းအခုလိုမျိုးလေးအခွန်ခွာပေးထားလိုက်ပါမယ်ကြက်ဥချက်ဆိုရင်လေစနီကနှစ်ချမ်းချမ်းပြီးချက်ရတာကိုပို့ပြီးတော့သဘောကျတယ်ပေါ့နော်ဒါမှကြက်ဥတွေကိုရတာတွေပိုဝင်ပြီးတော့ပူစားကောင်းတယ်လို့ခံစားရလို့ပါအဲ့အတွက်ကြောင့်မလို့အခုလိုမျိုးဓာတ်လေးနဲ့နှစ်ချမ်းချမ်းထားလိုက်ပါမယ်အစောကတည်ထားပြီးသားအနှစ်ကလေးတွေကလေရေလေးခမ်းသွားပြီဆိုရင်ကြက်သွန်ဒီအဖက်ကလေးတွေကအခုလိုမျိုးနူးအိလာပြီပေါ့နော်နူးအိလာတဲ့အချိန်မှာပဲဇွန်းလေးနဲ့စိတ်ရှိလက်ရှိလေးကြည်ညက်အောင်လို့မှုပေးလိုက်မယ်ဆိုရင်တော့အနှစ်လိမ်လေးတစ်ခွက်ရပါပြီလိမ်ပြီးတော့ကြာနေတဲ့အနှစ်ထဲကိုမှရေလေးပြန်လောင်းထည့်ပြီးတော့အနှစ်ပြန်ချက်မှာပါနော်စနီကလေဟင်းနှစ်တွေချက်လို့ရှိရင်ဒီလိုနီးလန်းလေးနဲ့ချက်တာအပိုပြီးစားကောင်းစီတယ်လို့ခံစားရလို့ဒီလိုလေးပဲချက်တာပါရှင်အစောကနှစ်ချမ်းချမ်းထားတဲ့ကြက်ဥချမ်းလေးတွေထည့်မယ်ပြီးရင်တော့9 မိနစ်လောက်ခဏပြန်ချက်ပေးထားလိုက်ပါမယ်ဒါမှကြက်ဥတွေကိုအနှစ်ကလေးတွေဝင်ပြီးတော့ပို့ပြီးတော့စားကောင်းမှာပါနော်ရေလေးခန့်အောင်တည်ပြီးသွားရင်တော့ကြက်ဥစီပြန်ဟင်းအနှစ်နဲ့အရသာရောအနှစ်ရောပုံစံတူတဲ့စီအများကြီးမပါတဲ့စီပြန်ဟင်းတစ်ခွက်ရပါပြီကဲကြက်ဥအနှစ်လေးရသွားပြီဆိုရင်တော့စနီတို့စလုံးထမင်းလေးစနေလိုက်ကြရအောင်စလုံးထမင်းဆိုတဲ့အတိုင်းပဲထမင်းများများစားရမှာဖြစ်လို့ထမင်းကိုတော့120 g သုံးလိုက်ပါတယ်ပြီးရင်တော့လေအရသာလေးကိုဆက်ဆက်ကလေးနဲ့ပို့ပြီးစားကောင်းအောင်လို့ငရုတ်သီးအလော်မုံလေးထမင်းစားစွန်းတစ်စုံထည့်မယ်အစောကချက်ထားတဲ့ကြက်ဥချက်အနှစ်ကလေးကြီးလည်းထည့်မယ်ဒီထက်ပို့ပြီးတော့လေးစားချင်သေးရဆိုရင်တော့ဒီနေရာမှာစားလေးနည်းနည်းထည့်ပြီးတော့နေနိုင်ပါတယ်နော်စနီကအပေါ့စားသမားဖြစ်ပြီးတော့အငတ်အများကြီးမစားနိုင်တဲ့အတွက်ကြောင့်မလို့စားမထည့်တော့တာပါနော်ပြီးရင်တော့အားလုံးကိုနှံ့ဆက်အောင်သေးချက်ချလေးနေပေးရပါမယ်စလုံးထမင်းတုတ်ကြီးကိုလေတုတ်နေရင်းနဲ့ပဲစနီးမှာအရန်ကိုစားခြင်းစိတ်တွေပေါက်နေတာပေါ့နော်ဘာလို့လဲဆိုတော့ဒီရက်ပိုင်းလေးငပိရီထမင်းတွေစလုံးထမင်းတွေတအားစားခြင်းတဲ့စိတ်တွေပေါက်နေလို့ပေါ့နော်အဲ့အတွက်ကြောင့်ပဲချက်ချင်းပဲဘလို့စားလို့ရမလဲလို့ကြံဖန်စဉ်းစားပြီးတော့ဒီလိုနီလန်းလေးကိုရှာတွေ့သွားခဲ့တာပါစလုံးထမင်းဆိုတဲ့အတိုင်းပဲစတီးစလုံးကြီးရတော့မပါမဖြစ်ပေါ့နော်အစောကနေထားပြီးသားထမင်းတွေကိုစတီးစလုံးထဲမှာထည့်မယ်ပြင်ဆင်ထားတဲ့အတိုးမြုပ်လေးတွေကိုလည်းစီပေးလိုက်မယ်အတိုးမြုပ်လေးတွေကိုလေမိမိစိတ်ကြိုက်မိမိစားချင်တာတွေအကုန်ထည့်ပြီးတော့ပြင်ဆင်လို့ရတယ်เนาะစနီကတော့အိမ်မှာရှိတာလေးတွေနဲ့ပဲဖြစ်တယ်လို့လေးပြင်ဆင်လိုက်လို့ပါ
အစောကချက်ထားတဲ့ကြက်ဥချမ်းလေးတွေကိုအပေါ်ကနေတင်ပေးလိုက်ပြီဆိုရင်ဖြင့်ဆိုင်မှာဝယ်စားတယ်လို့မျိုးစလုံးထမင်းတစ်ပွဲရမှာပေါ့နော်ဒီစလုံးထမင်းထဲမှာလေငပိရည်တွေငမြရည်ထည့်ပြီးနေမထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အရသာလေးလေးပြမင်းကြီးတော့ဖြစ်မနေစေဘူးပေါ့နော်ထိုင်မဲ့လေကြက်ဥအနှစ်ချက်လေးကသူ့အနေနဲ့သူအနှစ်ကလေးကိုလိန်နေအောင်ချက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့စားကောင်းနေရောပေါ့ရှင်အခုလိုမျိုးတစ်စလုံးကြီးစားတာဟိုမှာကယ်လိုရီ950ပဲရှိတာဆိုတော့စားနေရင်လည်းငါဒါစားလိုက်ရင်ဝိတ်တက်မှာလားဆိုတဲ့စိုးရင်စိတ်တွေမရှိတော့ဘဲနဲ့စိတ်ချလက်ချစားလို့ရတာပေါ့နော်စနေကတော့စားကောင်းကောင်းနဲ့စားလိုက်တာကယ်လိုရီ950တော့ပိုက်ထဲရောက်သွားပါပြီရှင်ကဲလီပေါ်တာလေးလည်းနားထောင်ခြင်းနဲ့ဟင်းချက်နေကြီးလည်းသိခြင်းနဲ့ဆိုရင်တော့စနေကို follow ခဲ့နော်အားလုံးကျေးဇူးပါဘိုင်ဘိုင်